ဘာကြီးတာဆန်သည်စေးတံထဲမှဆေးများကိုတထောက်ခောက်ပြီးခါနေသည်စေးတံတစ်ချက်ခောက်လိုက်တိုင်းဒေါ်နုနုသားဤကောင်းသည်တစ်ချက်ကြီးသွားသလိုရှိသည်ဘာစကားမှမပြောသေးပဲစိတ်ပြေနှပြေစေးတံခါနေသောအကိုဖြစ်သူကိုအားမလို့အားမရဖြစ်နေမိသည်ကဲပြောပါအောင်အကိုကြီးရဲ့သမီးကိုဘာလို့ပြန်မခေါ်ခဲ့ရလဲနောက်ဆုံး၌စိတ်မရှိနိုင်ပဲမေးတော့သည်ဟာသူကမှမလိုက်ချင်သေးတာအိုးပတ်စံမှမရှိပဲမဟုတ်ဘူးမှမရှိပဲသမီးကပြန်မလိုက်ချင်သေးဘူးလေလားအေးဟာမလိုက်ချင်သေးဘူးဒီမနုနုနင်းကနင်းသမီးကိုပတ်စံမပူရင်ချင်းငိမ့်မဲ့အောင်းမိတ်နေတာကိုဟာနင်းသမီးပေါက်ကြော်မကချောင်းထဲမှာတနေကုန်ငါးပတ်နေတယ်တောထဲသွားပြီးယုံထောင်နေငှက်ပစ်တယ်ဟာဟုတ်တော့ကဲနင်းသမီးအကြောင်းလဲနင်းသိရသားနဲ့ရုပ်ကလည်းပေတူးညစ်ပတ်နေတာပဲငါတော့တွေးစားကတော်တော်ဆူပြစ်လိုက်ရတယ်ဘာကြီးသာဆန်းသည်နှကမ်းမွေးကြီးတစ်လုံးလုံးနှင့်နှွဲ့အကြောင်းများကိုဖောက်တိတ်ချနေသည်နှွဲ့မေမေလည်းဘာမှဆက်မပြောတော့ပဲတက်ပြင်းတက်တဲ့သာရှိုက်လိုက်မိလေသည်ဒီအဖေဒီအမေမှနေပြီးဒီလောက်ဆော့တော့တီသောသမီးလေးကိုဘလို့မွေးလာမှန်းမသိတော့အောင်မဲမိနွယ်ကငါ့ကိုစီးချွဲတော့တာပဲဟဲ့ဒီတော့ငါလဲကြကြခံနိုင်မလားဟာညောင်ရွှေစည်းခေါ်သွားပြီးသူစားချင်ရတွေအကုန်ကျွေးဖြစ်တာပေါ့ဟာမဖိုးတော့မပေးခဲ့ပါဘူးဟာထင်သားပဲဒေါ်နုနုသားသည်အပြုံးတဝက်နှင့်မကြေမနက်လေးပြောလိုက်မိသည်ဒီသမီးလေးတယောက်အတွက်ကြောင့်စိတ်မုန်းခဲ့ရသောအကြိမ်များလှသလိုရေမိုးရသောအကြိမ်များလည်းမရေတွက်နိုင်တော့နမ်းမြလည်းနင့်သမီးကိုမနိုင်ဘူးဟာအမလီမှားလိုက်သေးတယ်နွယ်ပတ်စံမဖြုံမဲနေတတ်ပါတယ်တဲ့ပတ်စံတမိုးသိပြီဆိုတာမမေကိုပြလိုက်ပါတဲ့လာချော့သေးတယ်လေဟေးအော်သမီးလေးရဲ့ဒေါ်နုနုသားသည်မချိတင်ငယ်လေးညီလိုက်မိသည်နွယ်ဆိုသည့်နွယ်သည်မိသည့်အခါမဆိုအကောင်းဘက်မှလှည့်တွေကရေမောတတ်သောမိန်းကလေးဖြစ်သည်နွယ်ငယ်ငယ်ကကြောင်ကြီးရှူဝါနှင့်ထွေးလုံးရစ်ပတ်ကစားရင်လှေကားမှလင်းကြဘူးသည်လှေကားအပေါ်ဆုံးတစ်မှချလိုက်သည်မှာအောက်ဆုံးတစ်ထိဒုတ်ထုပ်ထိရောက်မှပင်ရက်လီတော်သည်ဒီကြားထဲရှူဝါကကြောက်လန့်ပြီးကုတ်လိုက်သောဒဏ်ရာတန်းချက်များကသွေးဆူနေသေးသည်လှေကားရင်းတွင်ဆက်ဆန့်ကလေးလဲပြီးချက်ချင်းမထနိုင်ပဲဖြစ်နေသောຫນွယ်သည်မေမေအော်တန်ကြားသောအခါအတင်းလူလဲပြီးထရှာသည်အစိုးရိမ်လွန်ကဲပြီးတတော်မလူဖြစ်နေသောမမေလက်မောင်းကိုကိုင်းပြီးຫນွယ်ဘာမှမဖြစ်ဘူးမမေရဲ့ဘာမှမဖြစ်ဘူးခေါင်းတော်မမူးပါဘူးလှေကားပေါ်ကလင်းကြရင်ဘလို့ဖြစ်မလဲသိကြလို့လင်းကြကြည့်တာပါဟုရောင်ကန်ကန်ကလေးအားပေးနေသေးသည်စိုးရိမ်ပြီးပြရခက်နေသူအလုံးငိုအားထက်ရဲအားတန်ခဲ့ရလေသည်သမီးလေးကသဘောပြူဦးစင်းလေးပါအေးပါနှစ်သမီးကတော့သဘောပြူဦးစင်းလေးပါစိုးရာရဲ့ချစ်တာရဲ့ထင်ရလုတ်တက်တာရဲ့ကလွယ်ရင်အကုန်ကောင်းတယ်ဥဒဇန်သည်တဟဟရဲပြီးထောက်ခံလိုက်သည်ဒီလိုဆိုသူပြန်မလာသေးဘူးပေါ့လာမဟုတ်ဘူးစိတ်ချကြောင်းမဖွင့်မချင်းတိလေးလုံးအောင်မဲ့စနေသမီးချစ်တူးမှာဟာဒေါ်နုနုသားသည်တက်ပြင်းကိုသာတက်တက်ရှိုက်လိုက်တော်သည်အကိုဖြစ်သူနှွဲပါကြီးတာဆန်ကလည်းတဟဟရဲကနှွဲကိုအားပေးအားမြောက်ပြုခဲ့ဟန်တူသည်နှွဲဖေဖေတီးကလည်းနှွဲဘက်ကပင်ထောက်ခံအောင်မိဖြစ်သည်ဤကမ္ဘာလောကတွင်မိနွယ်စနေသမီးလေးကိုထောင်ကျိုးအောင်ဆုံးမနိုင်သူတဦးတလေမျှပင်မရှိတော့လေသလားမသိသူ့ကိုယ်သူမိန်းကလေးဆိုတာကိုသတိမရသေးရဲ့လားမပြောတတ်ပါဘူးအကိုကြီးရဲ့သူ့ကိုယ်သူမိန်းကလေးဆိုတာတောင်သတိရရဲ့လားမသိပေပေတူတူတုံတုံမုံမုံနဲ့ကောင်းပါလေနာမည်ကလည်းသူနဲ့လိုက်ပါတယ်လေချစ်တူးတဲ့အာကြီးကြကြတဲ့ကောင်းပါလေရဲစရာလည်းကောင်းတယ်သူခမမိုဟင်းကရောင်းစားရရှာတာတဲ့တနာစရာဒီနေ့ရင်ထဲမှာတစ်မျိုးပဲတစ်မျိုးမှတစ်မျိုးပဲပန်းတွေကြားထဲမှာအိပ်ပျော်နေလိုက်တာအော်ကလေးဆန်လိုက်တဲ့မိန်းကလေးကြည့်ရတာအိမ်မက်ဆန်လိုက်တဲ့မိန်းကလေးပဲငါစိတ်တွေရောဘလို့များဖြစ်နေရလဲကိုမြင့်နိုင်သည်သူ့ဤနေ့စဉ်မှတ်တမ်းစာအုပ်ကလေးကိုတရွတ်ချင်းလှန်ပြီးပြန်လည်ဖက်ရှုနေမိသည်ချစ်တူးအပေါ်၌သူ၏အမြင်များတဖြည်းဖြည်းပြောင်းလဲခဲ့ပုံကိုနေ့စဉ်မှတ်တမ်းစာအုပ်ကလေးကပြန်လည်ပြောပြနေလေသည်ငါဘလို့ဖြစ်နေရလဲဘာများဖြစ်နေရလဲမျက်စိကိုစုံမှရင်ကိုပင်ပြန်မေးမိသည်အဖြေကတော့မရေရလှပင်သူ့ကိုယ်သူဘာဖြစ်နေမှန်းလဲမသိတော့ညာတုန်းကလည်းအိမ်မပြောကြည်တူးကြောင့်လားခင်သနာကြောင့်လားတရခန့်အစ်စ်မိသူလဲတော့ကိုမြင့်နိုင်ကောင်းစွာမသိကြခင်သနာနှင့်ကြည်တူးလေးကိုတလှည့်စီမြောင်နေသည်ရင်ထဲတွင်ပူတလှည့်အေးတလှည့်ဖြစ်နေလေသည်ခင်သနာသည်ညှို့မြက်လုံးနှင့်မခိုးတွေ့ကိုပြုံးနေသောအခါကြည်တူးဟူသည့်ကလေးမလေးသည်ပိုးမြင့်များပေးရကရဲကျဲကျဲနှင့်ပေါ်လာတတ်သည်
သူ၏အတွေးကပါတဲ့တွင်ခင်သနာကညင်ညင်သာသာနွဲ့နွဲ့ကလေးလမ်းလျှောက်နေသောအခါ၌လည်းချစ်တူးသည်ထမိန်ကြီးစွန်အောင်ဆွဲနှင့်ခုံပေါဝင်လာပြန်သည်ကိုရနှက်မွေးလာလိုက်ပန်းရိုင်းနှင့်လေးတင်းလာလိုက်နှင့်တမျိုးစီမွေးသောရနက်နှစ်ခုကိုတပြိုင်တည်းရှူရှိုက်နေရသလိုဖြစ်နေ၏ခင်သနာကလွှမ်းမိုးနေကြဖြစ်သောသူ့အတွေးကပါတဲ့သို့ချစ်တူးဟူသည်မိန်းကလေးသည်အတန်မပေးပါမပေးနှင့်ပိုင်ပိုင်နိုင်နိုင်ကြီးချင်းနှင်းဝင်ရောက်လာလေသည်ရှအင်းကြီးတစ်ဖားဖားပန်းရိုင်းများတဝဝေနှင့်အရိုင်းဆန်လာသောမိန်းကလေးသည်သူ့ကိုဘာကြောင့်များဖမ်းဆားနိုင်လေသည်မသိဘယ်အချိန်ကဘလို့ဖမ်းဆားလိုက်သည်ကိုလည်းမသိအော်ခက်လာပါပြီဟာနှင်းစီပင်ကအဖူးထွက်နေပြီအဖူးမအကြီးကြီးရဲ့ချစ်တူဤအားရဝမ်းသာအော်လိုက်သောအတန်ကြောင့်နေ့စဉ်မှတ်တမ်းစာအုပ်လေးကိုဖြတ်ခနဲပိတ်လိုက်သည်ကျားတို့လာကြီးဟာအဖူးကိုအကြီးကိုမျက်နှာအခန်းပြင်ဘက်သို့ထွက်ခဲ့သောအခါနှင်းစီပန်းအိုနာတွင်ရေပုံးကြီးတကားကားနှင့်ခုံဆွားဖြစ်နေသောချစ်တူကိုတွေ့ရသည်ကိုမျက်နှာတောင်ကြီးမှတည်ယူခဲ့သော6လက်မှနှင်းစီမျိုးဖြစ်သည်ပန်းမီကတော့ Bravo ဟုခေါ်သည်ထင်သည်3-4ရက်ခန့်အလုပ်များပြီးဂယူတဆိုင်မကြည့်မိသောအချိန်မှအတွင်းတွင်နှင်းစီဘူးကြီးသည်တဖြည်းဖြည်းကြီးလာဟန်တူသည်နေရရပုဖက်ကလေးများသည်ပန်းညတိုင်းစင်စင်ကြားမှထိုးထွက်နေသည်တိတ်လှမှာပဲအရန်လှမှာပဲပန်းပွင့်မှအကြီးကြီးနေမှာနော်ဟာပွင့်တော့မယ်နွယ်သည်နှင်းစီပန်းအိုးဘေးတွင်ပတ်ချဝိုင်းလှဲ့နေရင်ဝမ်းသာအားရပြောနေသည်အခုချက်ချင်းပင်နှင်းစီပန်းကြီးကကဆွန့်ဆွန့်ပွင့်လာတော့မလို့ပျော်ရွှင်နေဟန်ရှိသည်စိတ်လှုပ်ရှားနေဟန်ရှိသည်နှင်းစီဘူးတန်လေးကိုအသာအရာငုံ၍မှုကြည့်သည်ရနန်းကတော့မတင်းပြလှသည်စီလူကျင်လိုက်တာတိတ်လိုချင်တာပဲပေးမလားရင်ပွင့်ရင်ပေးနော်ပတ်မယ်နော်နှစ်ဖူးပြင်ပေါ်သို့ဝဲချနေသောဆက်နွယ်လေးများကိုလက်နှစ်သက်တင်ရင်ခလီးငယ်လိုရေမောပူစားနေသောနွယ်ကိုမျက်နှာသည်ငေးကြည့်နေမိသည်သူခေါင်းငဲလိုက်တိုင်းရိမ့်လိုက်တိုင်းဖြစ်တယ်လို့ထိုးဆိုင်ပန်ဆင်ထားသောပန်းရိုင်းဖြူဖြူလေးများကရိမ့်ညွတ်နေသည်မျက်တောင်ရှိများအောက်မှမျက်လုံးညိုလေးများသည်ရှွန်းလဲနေသည်ငါအပင်ကပထမဆုံးပွင့်တဲ့ပန်းကိုငါအချစ်ဆုံးလူပဲပန်းရမှာပေါ့ချစ်တူရဲ့ကိုမျက်နှာသည်ပန်းဘူးကြီးကိုအသာအရာငုံနေရင်ပြောလိုက်သည်ဟင်ဒါဖြစ်ခင်သနာကိုပြီးမှာပေါ့လေဟုတ်လားနွယ်သည်မကြည်မနှက်နှင့်မှုန်ကုတ်ကုတ်လေးပြောလိုက်သည်ကိုမျက်နှာသည်ဘာမှပြန်မပြောဘဲနွယ်ကိုပြုံး၍ကြည့်နေသည်နွယ်သည်ခြေထောက်တစ်ဖက်ကိုစောင့်ကရေပုံးကြီးတရရက်နှင့်လှည့်ထွက်ခဲ့သည်မကြည်မနှက်စိတ်ကြောင့်နှကန်းကအလိုလိုဆူနေသည်တူလိုက်တာပန်းလေးတစ်ပွင့်များတူနေလိုက်တာရေလောင်းရတော့ဖြစ်ငါကရေပုံးကြီးကိုဝုန်းကနေပစ်ချလိုက်သည်မကြည်မချမ်းနှင့်အလိုမကျဖြစ်သွားသဖြင့်တစုံတစ်ခုကိုဝုန်းဝုန်းတိုင်းလှုပ်ချင်စိတ်ပေါ်နေဟန်ရှိသည်မပေးနေပေါ့ဘာဖြစ်မှာလဲဒီလောက်တူတာခိုးယူတော့ဘာတတ်နိုင်မှာလဲမသိအောင်ကိုယူပြမယ်ခိုးပြမယ်မှတ်ကြောတိုးနှင့်စူပွားပွားပြောနေသောအတန်ကိုဦးဆိုးပေဆိုသည့်လူသည်ကြားဖြစ်အောင်ကြားလိုက်သေးသည်သူ့အသွေးနှင့်သူတုံတုံမုံမုံဖြစ်နေသောမိန်းကလေးကိုကြည့်ကဟဟပပရဲလိုက်မိလေသည်ညီမလေးနွယ်ပန်လွယ်ရောက်နေတယ်ဆိုတော်ကမဖို့မပြေးလို့လဲစိတ်ကောက်နေရဲ့ဆိုငါညမတိုးထဲမှာငှက်လျှောက်ပစ်လိုက်ချောင်းထဲမှာငါပတ်လိုက်နဲ့တွေ့ရတွေလုံနေတယ်လို့ဖေဖေကပြောတယ်ဟုတ်လားယင်နွယ်သည်စားဖက်ရင်တူလေးရဲလိုက်မိသည်ဘာကြီးသာဆန်ကတော့နွယ်တဲ့င်းကိုမောင်းခတ်နေစေပြီဖြစ်သည်အကူအောင်သည်ဘာကြီးသာဆန်ဤသားဖြစ်သည်ငငယ်တုန်းကတုတ်တန်ရှိအုပ်ကူတွင်ဝါလုံးရည်ရန်ခိုးထွက်ကြရင်နှစ်ဦးစလုံးအစော်ကန်းခဲ့ရသောအကူဖြစ်သည်တူဦးသီးသောသားနှင့်တူဦးသီးသောသမီးမို့ချစ်ခင်ရင်းနှီးလွန်သောမောင်နှမဖြစ်သည်သို့သောຫນွယ်တို့မောင်နှမသည်တစ်မျိုးဖြစ်သည်ကွယ်လျင်မိပြီးတွေ့လျင်တေအောင်လွမ်းချသူများဟုဆိုလျင်ဆိုကြပြီတော့တွေ့လျင်နှစ်ဦးစလုံးမခွဲဘဲတွဲနှင့်မိုးပြအောင်ဆွတ်တတ်ကြသည်ကွက်ကွာသွားသောအခါများ၌လည်းအေးအေးဆေးဆေးပင်မိထားတတ်ကြသည်စာအဆက်အသွယ်ပင်ရှိခဲ့လာသည်ခုမှအကိုအောင်စီရစာရ၍ຫນွယ်သည်တအံ့တော်ဖြစ်နေသည်ဘာကြီးသာဆန်လာတော့ကအကိုအောင်ဖျောက်နေလေအလုံးရပြီလားနေကောင်းလားရင်ຫນွေကမမီးလိုက်မီကိုအောင်လဲပန်လွယ်ကိုလာစရာရှိသေးတယ်ပန်လွယ်ရောက်မှညီမလေးနဲ့တူတူတစ်ခါလောက်ငါပတ်သေးတာပေါ့ငှက်ပစ်သေးတာပေါ့အကြီးနှမြကိုလည်းပြောထားငါထမင်းချင်းကောင်းကောင်းစားကြတယ်လို့အကိုပန်လွယ်လာအောင်ပြီဆို၍ຫນွေပြောသွားသည်ဘယ်သူတွေကဘလူတာတာအကိုအောင်ကတော့ຫນွေကိုမဖို့ပေးမိမှသိကြသည်ဘယ်သူစီကစားလဲနဲ့ຫນွေအကိုအောင်စီကစားအကြီးနှမြအကိုအောင်ပန်လွယ်လာအောင်မဲတဲ့ဟုတ်လားဟုတ်တယ်အဲ့ဒါအကြီးနှမြကိုပြောထားပါတဲ့ရှမ်းတမင်းညင်ကောင်းကောင်းစားကြတယ်တဲ့သိလားຫນွေသည်အကိုအောင်ဤစာကိုအကြီးနှမြလက်ထဲလှမ်းထည့်ပေးလိုက်သည်ထို့နောက်အိယာပေါ်တွင်မှောက်လျက်အိရင်မျက်လုံးကိုစုံမိတ်ထားသည်အကိုအောင်လာရင်စိမ်ပဲຫນွေတို့တွေရှောက်လေကြမယ်နော်
အော်မိနန်းတွေခုတော့မလဲပဲကိုအိမ်မမြဲတယ်ကိုမအောင်လာမလဲမဲဟုတ်လားအရင်နဲ့မြသည်နှွဲကိုမကြင်မနဲ့ကြည့်ရင်အငေါ်တူတူပြောလေသည်နှွဲသည်အိယာအစုံတွင်ထိုင်နေသောအရင်နဲ့မြဤခါကိုလှမ်းဖက်ရင်းအတန်တာတာနှင့်ရဲလိုက်မိသည်ဦးစိုးပေထံတွင်နှွဲအလုတ်သွားလုတ်တိုင်းတနေကုန်ပြောက်တော့သည်တနေကုန်ပြောက်တိုင်းလဲချောင်းတဲငါပက်သည်တိုးတဲ့ငှက်ပစ်သည်နှင့်လှက်ပတ်ညာထားရသည်မှာနှွဲရှာပင်ချောင်းနေကြပြီနှွေပြောတန်းယုံသည့်အရင်နှမ်းများကလည်းအလဲလွန်လာကြည်သည်ဟုဒေါပွားကြီးပွားလေတော့သည်အရင်နှမ်းများကလည်းနှွဲကိုပဲစိတ်ဆိုးနေတာပဲဘာကြီးသာဆန်လာလဲနှွဲပဲစိတ်ဆိုးတာပဲမမေနဲ့ဖေဖေကလည်းနှွဲကိုပဲစိတ်ဆိုးနေကြတာပဲဘာဖြစ်လို့များဒါလောက်စိတ်ဆိုးနေကြတာလဲနှွဲကိုကောင်းစီခြင်းလို့ပေါ့ကလေးရဲ့မိမပြီးသားစေခြင်းလို့တိမ်မွေးစေခြင်းလို့ပေါ့ကွယ်အရင်နှမ်းများကနှွဲစပင်ပြပြလေးများကိုတက်ရင်တာယာနှင်းပြောင်းပြောသည်မင်းကလေးဆိုတာပက်ကြည့်လို့လမ်းလျှောက်ရမယ်လိပ်ပြလေးလို့နှုတ်နေရမယ်လို့ဘသူခါများပြောခဲ့တယ်လဲဘဲခိကဘဲဖျားကများဟောခဲ့တယ်လဲဟုຫນွယ်ကနှကန်းစုကပြန်ပြီးချင်သေးတော့လဲအရင်နှမ်းမြစိတ်ကောင်းဝင်ခြင်းမှုအသာငြိမ်နေလိုက်သည်မင်းကလေးတို့အိမ်တွေဟာရွှေပေးလို့မရဘူးလေကွရှေးတုန်းကစိုးစကားတောင်ရှိတယ်လမ်းသွားရင်မိုးရွာရင်မိုးသားအဆုခံနေမပြေဘူးမလွှားဘူးအိမ်တွေမပြတ်ညင်ညင်သားသားလေးပဲလမ်းလျှောက်တတ်ကြတယ်ယောက်ျားလေးတွေနဲ့ကြုံလို့တွေ့လို့ရှိရင်လေခုခေတ်မိန်းကလေးတွေလိုရဲတင်ဖို့များဝေလာဝေးပဲသမီးရဲ့မျက်လွှာလေးတောင်မောမကြည့်တတ်ကြဘူး။နှွဲသည်အရင်နှမ်းမြပံပေါ်တွင်အိမ်ရင်မောပြီးနားထောင်နေရမှရဲဟဟလေးဖြစ်သွားသည်။အရင်နှမ်းမြတို့ကရှေ့တွင်တော့မျက်လွှာလေးတောင်ပြစ်မကြည့်ပဲတကားကြားကကွယ်ပြီးခန်းစီကြားကကွယ်ပြီးချောင်းကြည့်တတ်တာပဲ။ဒီတော့ဘာထူးသေးလဲ။ရင်ဆိုင်တွေ့တော့ရဲရဲတင်းတင်းပြက်ကြည့်လိုက်ပေါ့။နောက်ပြီးဘာလို့မို့ချောင်းကြည့်နေရမှာလဲ။ကြည့်ချင်ရက်နဲ့မျက်လွှာချထားသည်ကမိမအိမ်တွေလားခန်းစီကြားကချောင်းကြည့်တာမိမအိမ်တွေလားနှွေးရင်ထဲတွင်မိကွန်းတွေတတိကြီးမိမိနေတော့လဲနှုတ်ကတော့ဘာမှဖွင့်မပြောမိနှွေမီလိုက်လင်လဲချစ်တူးမလေးကန့်လိုက်တိုက်သည်ဟုအရင်နှမ်းများစိတ်ဆိုးသွားမိဖြစ်သည်နောက်ပြီးခုခေတ်လိုခုတွေ့ခုကြိုက်ခုညားကြတာတွေမဟုတ်ပါဘူးတယောက်တဘောကိုတယောက်၃နှစ်၃မိုးလေးလာပြီးမှလက်ထက်ကြတာမင်းကလေးတွေကဲကြအိမ်တွေမရှိကြလို့လေဒီခေတ်မှာဒီလောက်လင်းကွာမရကွာကိစ္စတွေများနေတာအကြီးတို့ခေတ်ကဆိုရင်တည်တမတ်သက်ဆုံးရိုးမြေကြပေါင်းကြတာပဲအဖြူကြီးကအိမ်တော်ရေးတင်ငန်းစာများကိုလက်ချရိုက်နေသောအခါ၌နားထောင်ရေးမကောင်းလှကြီးနှွေသည်မျက်တောင်ဆင်းမိပြီးအိမ်ငိုက်လာလေသည်ခုခေတ်မင်းကလေးတွေများမျက်စိထဲတဲ့မတဲ့ပါဘူးမိနန်းတွေကတော့မိမမဟုတ်ရဲ့လားမသိဘူးမိမတစ်ပိုင်းယောက်ျားတစ်ပိုင်းအဲ့ဒါမျိုးကြတော့ตาပြီးမတဲ့သေးတယ်အရင်နှမြကတတူတူဆက်ပြောနေတော့လဲနှွေကောင်းစွာမကြတော့မလုပ်ဘူးသောအလုပ်ကျမ်းများကိုကျုံလုံးနေရသောနှွေသည်မမောပန်းပန်းနှင့်စားကောင်းအိတ်ကောင်းဖြစ်နေသည်ခေါင်းချလိုက်လျင်အိပ်ပျော်တော်သည်သာဖြစ်၏အရင်နှများ၏အတန်များကိုတက်တက်ကြားနေရသည်နှွေမစီမိတ်လိုက်သောအခါကျင်နာရိပ်ဝငွေတန်းနေသောမျက်ဝန်းနှက်နှက်များကိုတွေ့ရလေသည်မျက်ဝန်းအစုံသည်နှွေကိုစိုက်ကြည့်နေဟန်ရှိသည်ဂယုဏစကားဆိုနေဟန်ရှိသည်တမီအိတ်ချင်ပြီလားနှွေကမပွင့်တပွင့်ဖြေလိုက်သည်မျက်စိကိုမဖွင့်တော့အရင်နှများသည်ခြံအောင်ချပေးပြီးဘေးဘက်မှဖိပေးနေသည်တမီအိတ်ခါနီးဖျားအာယုံပြူပြီးရှိခိုးအောင်တော့ဟုတ်ကဲ့အရင်နှများသည်မိပွင့်ကလေးကိုဖြတ်ခနဲပိတ်လိုက်သည်နှွေသည်ဖျားရှိခိုးရန်တတိရတော့လဲမရှိခိုးနိုင်တော့အိတ်ချင်စိတ်ကကြီးဆိုးပြီးမိတ်ခနဲအိပ်ပျော်သွားသည်သူ့အတွင်းနှင့်သူတုံတုံမုံမုံဖြစ်နေသောစောကြတို့ကိုကြည့်ရင်နှွေသည်ဟဟပက်ပက်ရဲလိုက်မိလေသည်ဟုတ်တယ်အမရအကိုတော့မိမနိုင်ခံရမှာချင်းသေးပဲမြို့သူတွေများလှသလောက်သဘောထားကကောင်းချင်မှကောင်းတာနင်တွေးကြရတွေပြောနေနော်ဥဆိုပေသိရင်သူ့ရီစားလောင်းကိုဒီလိုပြောရလားဆိုပြီးဒုံးလိုက်ရိုက်နေအောင်မယ်အိုးအမကလည်းသူ့ကိုယ်ရမှုပြောရတာပေါ့ဖိုးတန်ချောင်းသည်မျက်ပင်ရှိများကိုဓာတ်နှင့်တရွှန်းရွှန်းခုန်နေသည်ဘာမှဝင်မပြောကြည့်အိမ်ရှိရှိမြေကောက်လက်တွင်မျက်ပင်ရိုင်းများအတော်ကြီးပင်ရှင်းနေပြီဖြစ်သည်ကော့စမစ်ရောင်စုံပန်းများကိုစိုက်ပျိုးလိုက်ပြီဆိုပါကနနက်ခင်းနေရအောက်တွင်ရောင်စုံတောက်ပနေသောပန်းကင်းကြီးသည်အိမ်ဖြူဖြူကြီးနှင့်မိမြပနံရလိမ့်မည်နီအိမ်အိုကြီးသည်ဆေးပြူသွုတ်လိုက်သောအခါ၌တစ်လွင်လှပနေသည်အတွင်းခန်းများတွင်လည်းဆေးတုပ်ပြီးကျန်းကိုလက်နှင့်အောင်တိုက်ထားရာခေတနာအထင်ကြီးလောက်သောအိမ်ကောင်းတစ်ဆောင်ဖြစ်နေသည်တစ်ခုပဲရှိသည်အိမ်တစ်အိမ်လုံးအိမ်နောက်ပရိဘောကတော့ဘာမှမရှိအခန်းတိုင်းတွင်ဟင်းလင်းဖြစ်နေသည်နန်းရွယ်တို့လက်ထက်ကကြံခဲဟန်ရှိသောကျွန်းကရင်ကြီးနှလုံးနှင့်ကျိန်ကလထိုင်းကြီး၅လုံးတော်ရှိသည်ထိုများလောက်သောပရိဘောကများသည်တအိမ်လုံးနှင့်ရှင်လိုက်သောအခါမျိုး၍ပြောင်းနေသည်ဟေးခုနေများဧည့်သည်တွေရောက်လာရင်ဘယ်နဲ့လုပ်ပါမလဲဥဆိုးပေလည်းမရှိနွယ်ကရေမိုးရင်ပြောလိုက်သည်ဥဆိုးပေသည်မနက်စောစောထား၍တောင်ကြီးသို့တက်သွားသည်ညနေဆောင်လောက်မှပြန်ရောက်ပြီဖြစ်လေသည်
ဦးစိုးပေနှင့်တူလဲကလေးလွဲပြီးခုချိန်များခင်သနာရောက်လာမည်ဆိုပါကအတော်ပင်ကြည်ကောင်းပေမည်။နှွေတို့လည်းမလုတ်တဲ့မကင်တဲ့မပြောတတ်မဆိုတဲ့နှင့်အိုးနှင်းခွက်နှင်းဖြစ်ကုန်ပြီဖြစ်သည်။အကူကဘာသွားလုပ်တာလဲယင်မြို့ပေါ်မှာကလတ်ထိုင်တွေစပွဲတွေသွားဝယ်မယ်ပြောတာပဲဧည့်သည်တွေလာရင်တော့ကြအထင်သေးသွားမှဆိုလို့တဲ့ပတ်စံကလည်းနည်းနည်းပဲရှိတော့တယ်ငါမွေးမြူရေးကလည်းဘာမှမစတတ်သေးဘူးဒုက္ခပဲလို့ညီးနေတယ်ကွာအဟုတ်လားဖိုးတန်ချောင်းရဲ့ဒီတစ်ခါဖိုးတန်ချောင်းကနှွက်ထက်သားသွားသည်ဦးစိုးပေမြို့ထက်သွားသည့်အကြောင်းရင်းကိုသိနေသည်နှွဲကတော့မသိဦးစိုးပေဤဗန္ဒာရေးအခြေအနေရုပ်ရုပ်နေသည်ကိုလည်းမသိသူ့တငယ်ချင်းတွေကိုလည်းအလုံးဆက်တူလို့ဖို့ခေါ်ထားတယ်တဲ့အဲ့ဒါခုထိမလာသေးလို့တဲ့စိတ်ညစ်နေတယ်ဟုတ်လားတရွှန်းရွှန်းခုန်နေသောဓာတ်ကြောင့်မျက်ပင်မွှာလေးများသည်လေတွဲတွင်ဝင်း၍ဝဲနေသည်စောကြတို့သည်ဓာတ်ကိုမပပကိုင်းရင်အင်းနှင့်အားနှင့်လွှဲ၍ခုန်နေသည်သူ့ဓာတ်အဝေးတွင်မျက်ပင်စိမ်းများကအစိမ်းရောင်ဆက်ဝိုင်းတစ်ဖွဲဝဲနေသည်ဝင်းကျင်တစ်ခုလုံးမြေသင်းနှက်နှင့်မျက်နှာစိမ့်စိမ့်ကကြိုင်နေသည်တင်းပြန့်ပြန့်ဖြစ်နေသည်ဒီတစ်ခါတော့မိညတို့အဖွဲတွင်မခန်းလုံးပါလာသည်မခန်းလုံးသည်ခုတ်ပြီးသားမျက်ပင်များကိုတောင်းတဲ့သို့တကုန်းကုန်းနှင့်ကျုံ၍ထဲနေလေသည်အိမ်ရှိတွင်မူဝင်းမဲ့နေသောပင်မဲ့သီးလေးငါးလုံးကိုခူပြီးပုံထားသည်အမောပြေစားကြရန်ဖြစ်၏နွယ်ပန်လွယ်ရောက်စားကတက်ဆုဆံပြခုခဲ့ရသောပင်မဲ့သီးများကိုယခုအခါတွင်မူသဘောရှိကြိုက်သလိုစားနိုင်ပေပြီခုနေများဧည့်သည်ရောက်လာရင်ဒီအိမ်ကြီးကတရေ6တဲဆိုပြီး6လွတ်လိုက်ရရင်စိမ့်ပဲဧည့်သည်လည်းတခါတည်းပြေးမှာပဲနော်အမယာဟာဟာဟာဖိုးတန်ချောင်းသည်သူ့အတွင်းနှစ်သူသဘောကျပြီးတဟားဟားရဲနေသည်။နှွေသည်ဖိုးတန်ချောင်းကိုခငင်းငယ်လေးစိုက်ကြည့်နေမိသည်။ခင်တနာကိုတကားမျှမမြင်ဘူးမသိဘူးပါပဲနှင့်ဒီတငယ်လေးများသည်အတလူကြီးဟားချင်နေကြသည်။ချောက်တွန်းချင်နေကြသည်။အရေးကြီး၍တွင်းနေသည်ဟုဆိုရမိကလည်းအခက်။သူတို့အပေါ်ဦးစိုးပေအပေါ်ဩစာပေးမိသူတူရောက်လာမိဟုထင်မှတ်ပြီးမနှင့်မသက်ဖြစ်နေကြရောသလားလည်းမသိ။အမရကာကြီးတစင်းလာနေတယ်ကာကြီးတစင်းမခန်းလုံးသည်မျက်တဲ့သောတောင်ကိုလက်တစ်ဖက်မှမြောက်ကင်ပြီးအော်နေသည်အရေးကြီးသောအရာကိုဥစားတွေးလိုက်ရသူမို့စိတ်အားတကြွနေဟန်ရှိသည်နှွဲရင်ထဲတွင်ထိတ်ခနဲဖြစ်သွားပြီးချမ်းဝါသို့ခြာခနဲလှည့်ကြည့်လိုက်မိသည်ကားပြလေးတစ်စီးသည်ချမ်းတဲသို့တညညိဝင်လာနေသည်ခေါင်းစည်းပဝအပြားလေးနှင့်မျက်မှန်နှက်ကိုတက်ထားသောမိမပြူလေးတူကကားကိုကျင်းလဲစွာမောင်းလာသည်ခင်တနာမှခင်တနာအစစ်ဥဆိုးပေရဲ့ခင်တနာမိနွယ်တီတီခင်တနာသူရောက်လာပေပြီနှွေးရင်ထဲတွင်တထိတ်ထိတ်နှင့်နှလုံးသွေးကအတိုးမြန်လာသည်လက်ဖျားလေးများပင်အေးလာသလိုရှိသည်ဥဆိုးပေလည်းမရှိနှွေပါလို့ရမလဲဘာပြောရမလဲကားပြလေးသည်အိမ်ရှိတွင်ညင်ညင်သားသားလေးထိုးရလိုက်သည်ထို့နောက်တွင်ကခေါင်းလောင်းပြပန်းလေးလွှင့်ကျူလာသည့်နှစ်ပင်တူတော့သည်အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသောမိမလှလေးတူသည်ညင်သားစွာဆင်းလာလေသည်ဒါကိုမျက်နှာရဲ့အိမ်မဟုတ်လားဟုတ်ပါတယ်နှွေကထစ်ထစ်ငေါ့ငေါ့လေးအဖြစ်ပေးလိုက်မိသည်အမိုက်သိနေသောတောင်ကလေးကိုခါဆောင်တွင်တင်ကရောင်နှနာလေးရက်နေသောနှွေနှင့်စောကြတို့တွေကိုအကက်ခတ်သလိုကြည့်နေသည်ကိုမျက်နှာရောရှိရလားတောင်ကြီးတက်သွားပါတယ်ဟင်းသူကတော့လှုပ်ပြီးနှွေသည်ပိုင်ပိုင်နနိုင်လေးကျိမ့်လိုက်သောမိမလှလေးကိုမျက်လုံးလေးအဝိုင်းသားနှင့်ကြည့်နေသည်စောကြတို့ကလည်းလှုပ်လက်စားအလုံးများကိုရက်ခါဗစက်ကလေးဟားလျက်ငေးနေကြသည်ဘယ်ချိန်လောက်ပြန်လာမလဲယင်မပြောတတ်ဘူးမမရဲ့ဒီနေ့ညနေလောက်တော့ရောက်မှာပါအိမ်ထဲဝင်ပါအောင်ဒီတခါတော့နှွဲရှာသည်ပြန်လဲတွက်လာသည်တွတ်လက်ပင်ဖိတ်ခေါ်လိုက်သည်ဟေးတန်ချောင်းတို့ကြားတို့ကားပေါ်ကကူချကြအောင်လေတော်ရောအိမ်ထဲကြွပါအောင်ကားရှိကန်တွင်မစင်းသေးပဲထိုင်နေသောအတော်ကိုဖိတ်ခေါ်လိုက်သည်စောကြတို့တွေလည်းခုမှပင်အသက်ဝင်လာသူလိုမျက်ခုတ်ထားရှိကြီးများကိုပစ်ချပြီးကားနာသို့ဝိုင်းလာကြသည်ကားထဲမှချင်းတော်များအိပ်ရလေးများကိုတယောက်တစ်လက်ဆွဲချနေကြသည်အိုးလမ်းကြုံလိုခဏဝင်လာတာပါနှုတ်ဆက်ရအောင်လာတာအဲ့ရလေးတွေမချပါနဲ့အောင်ခင်တနာသည်အင်ကြီးနှင့်ခြံကိုပါအကဲခတ်ဝန်းဝိုက်ကြည့်ရင်ဒါးလေသည်နှွဲရင်ထဲတွင်မှုမောနေသည်နန်းရွက်လက်ထက်ကကျန်ခဲ့သောကျိန်ကလထိုင်များကိုအေကန်းတွင်ချထားမိသဖြစ်သာတော်တော်သည်ထိုကလထိုင်များသာမရှိလျင်ခင်တနာနှင့်သူ့တော်နှစ်ဦးသာကျမ်းပေါ်တွင်ထိုင်ရမိကိန်းဖြစ်သည်ခုတော့အေကန်းတွင်ရှိသောကလထိုင်များကြောင့်တိတ်တော်ရုံမပြတ်ဟုဆိုရပေမည်နှွဲဦးဆောင်လာသောအခန်းထဲသို့ခင်တနာတို့သည်ကြော့လေးဝင်လိုက်လာကြသည်ဦးစိုးပေဘက်ကဘယ်လိုရထားသည်မသိသောခန်းစည်းပြကလေးများကိုပါတဆင်ထားသောအခန်းသည်အတင်းထဲဝါနေသည်ဟောဗျဖိုးတန်ချောင်းသည်မျက်စိမျက်နှာပြက်နှင့်ခတ်တိုးလေးអော်လိုက်သည်သူတို့တွေရှာအလျားလိုက်ထွက်အောင်တကုတ်ကုတ်နှင့်ပုတ်တက်ခဲ့ရသောကြမ်းပြောင်ပြောင်ပေါ်သို့ခင်တနာသည်ဖနှက်မချွတ်ပဲစီးနှင်းဝေရောက်သွားသည့်အတွက်ကြောင့်ဖြစ်သည်
စောကြတို့သည်သူ့ကိုတထောင်နှင့်တွနေသောဖူးတန်ချောင်းလက်ကိုဖမ်းကင်ထားရင်မျက်နှာလေးရှုံမဲ့နေလေသည်ချွေးတီကြအောင်တိုက်ထားရသောကျန်းကင်းပြောင်ပြောင်ပေါ်ဝဲတောင်းမြဖက်နှက်ရလေးများမှအကွက်ဖော်ထားသည့်နှိပ်ပြီးတူနေကြလေသည်အေးဆေးပေါ်မမရဲ့ထိုင်မအောင်နော်ကော်ဖီတော်လုပ်လိုက်အောင်မယ်နွယ်သည်အေကန်းထဲမှပြန်လှည့်ပြီးနောက်ဖေးဘက်သို့ထွက်ခဲ့သည်နွက်ကိုနွယ်ဘာလုံးမိမှန်းမသိနောက်ဖေးကြောင်ရောက်ခန်းဒီမှဖြက်ခနဲ့စိတ်ကူးပေါက်ခါအေကန်းဘက်သို့ပြန်လျှောက်ခဲ့သည်အတန်မကြားရအောင်ခြေပြားထောက်ရင်းဖွားဖွားလေးလှမ်းရသည်နွဲနောက်ဖက်တွင်စောကြတို့နှင့်ဖူးတန်ချောင်းတို့နှစ်ဦးသည်လည်းတန်လန့်ပါလာသည်ခြေပြားထောက်ရင်းတတိကြီးစွာလျှောက်ခါတကားဝနာသို့ကပ်မိကြသည်ဘာတန်ဆိုဘာတန်မှမကြားရငြိမ်နေသည်ခရီးပန်းပန်းနှင့်မောနေကြပုံရသည်တဖြက်ဖြက်အတန်ကြား၍ခန်းစီကြားကချောင်းကြည့်မိသည်ခင်တနာမိန်မလှလေးသည်နတာရက်တောင်လေးကိုထုတ်ခါတဖြက်ဖြက်ခတ်နေခြင်းဖြစ်၏တစောင်းတွေ့မြင်ရသောခင်တနာ၏ကိုဟန်သည်ကြော့ရှင်းလာသည်ခင်တနာကိုအရင်ကသာနွယ်တိမထားခဲ့လျင်ဥဆိုးပင်နှင့်လှက်လိုက်လဲလဲသဘောတူမိဖြစ်သည်ခုတော့ရှင်းရှင်းပြောရလျင်နွယ်ရင်ထဲတွင်မရှင်းမလင်းဖြစ်နေသည်ခင်တနာကိုမယုံကြည်ဖြောင်ဖြောင်မှန်မှန်ရှိလိမ့်မည်ဟုမထင်လက်စုပ်လက်ကံဘာမှမရှိဘဲရန်တမ်းပြီးအတွေးနေထင်နေခြင်းဟုဆိုခြင်းလျင်ဆိုစီတော့နေရာလေးကတော့တတရရကလေးနော်အင်ကြီးကလည်းမဆိုးလာပါဘူးကိုမျက်နှာအမွေတွေရပြီးခဲ့တဲ့ကတနာနဲ့တခါမှမတွေ့ရသေးဘူးတော်တော်ရဲ့ခြေတံတစ်ဖြက်ဖြက်ကြားရသည်ခင်တနာသည်နေရာမှထကအဲကဲနှန်းတွင်ဟိုဟိုတီတီရှောက်ကြည့်နေ၏ပဒင်းပေါက်မှကြည့်လိုက်လျင်လူသူကင်းဝေးသောခြံကြီးသည်၆တွေ့နေတရားရှိသည်နွယ်တို့တွေချောင်းကျိုးချောင်းကြားကတွေ့သမျှဆွဲထုတ်ပြီးတိုက်ချုပ်တင်ထားသောစပွဲပေါ်မှရှမ်းနှမြောင်လေးများငွေကွက်လေးများကိုလှည့်ပဲ့ကြည့်ရှုနေသည်ရှင်းရင်ကြီးပဲနော်မှတ်ချက်ချတန်လေးနှင့်အတူခြေတံသည်နွယ်တို့ဘက်သို့နီးလာသည်တကက်ကွယ်တွင်ကုတ်ကုတ်ကလေးရရင်နားကိုကားနှင့်အောင်ဆွင့်ထားသောနွယ်တို့သုံးဦးလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်ခင်တနာကဲကြည့်လျင်မြင်သွားမိဆိုသည့်အတွက်တတိကြီးစွာထားရင်ခြေပြားထောက်လျက်နောက်ဆုတ်လာကြသည်နွယ်တို့တွေတင်ငါမကင်းစိတ်နှင့်ချောင်းသားထောင်နေမှန်းသာတည်သွားလျင်တတ်တာမီမဟုတ်ချေဖိုးတန်ချောင်းတို့သည်နွယ်ချောင်းတစ်ဖြစ်သာဘူးမသိဖောင်းမသိလိုက်ပြီးချောင်းကြတော့လဲဘာဆိုဘာမှမသိခြေပြားထောက်လျက်နောက်ပြန်မြန်မြန်လှမ်းကအလင်းအမြန်တက်ခေါက်လာကြသည်ဘာဖြစ်လို့လဲအမရအတန်ငန်လှမ်းလှမ်းသို့ရောက်သောအခါနွယ်ကိုမျက်လုံးအဝိုင်းသားနှင့်မော့ကြည့်ရင်မေးလေသည်နွယ်သည်ဘာဖြစ်ရမည်မသိပဲမျက်မှောင်လေးကျုံနေမိသည်အေးဘာဖြစ်လို့လဲမသိဘူးနွယ်ကဥကြောင်ကြောင်ပြောလိုက်မိလေသည်ကိုလည်းမကျင်တဲ့တလို့ရေကျင်တလို့ဖြစ်နေသည်ဘာပဲပြောနေနေမတင်ကားစိတ်ကတော့ကြီးစိုးနေစေဖြစ်သည်တစုံတစ်ခုသောအကြောင်းရှိ၍သာဥဆိုးပေလိုလူကိုအေးတယူပြုလိုက်ရခြင်းဖြစ်ရမည်ငွေမက်လို့လားခုံမက်လို့လားဥစ္စာပစ္စည်းမက်လို့လားရေရတော့အသေးချာမသိထို့တော့ခင်တနာဟူသည့်မိမလှလှလေးကိုနွယ်ကမယုံကြည်သည်မှာတော့အမှန်ပဲအမရဘာလို့သွားချောင်းတာလဲယင်ဘာဖြစ်လို့လဲစောကြတို့ကနွဲကိုဆွဲကထက်ပြန်တလဲလဲမိနေသည်နွဲလဲဘာပြန်ဖြေရမည်မသိပဲလက်ကိုသာကြောင်ကဒန်းဆွဲပြီးယုံလိုက်သည်လုံးမိလို့ရာသပင်များကိုတက်တင်ပြီးနောက်စီတွင်ဆန်းညက်နှင့်ထိုးလိုက်သည်ထို့နောက်တက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်တကယ်တော့နွဲနှင့်မဆိုင်ဘာမှမဆိုင်သူ့ဟာသူမိသည့်အရေးကိစ္စနှင့်လာမိသည့်အကြောင်းကိစ္စနှင့်သွားဥဆိုးပေကြိုက်သည့်မိန်းကလေးဥဆိုးပေအရေးဥဆိုးပေကိစ္စသာဖြစ်သည်နွယ်တို့တွေဝင်ပူစရာမလိုကြီးဝင်ရှုပ်စရာမလိုကြီးသို့တော့နွယ်မနေနိုင်ပွဲကြီးပြိတ္တလို့ငြိမ်မနေနိုင်ဥဆိုးပေဆိုသည့်လူသည်မျက်နှာကြီးကရှစ်ခေါက်ချိုးနှင့်အယုတ်ဆူလာသည်တခါတရံလဲမိုးချုံးသလိုအော်တက်လေသည်သို့ပါတော့လဲသဘောကောင်းသည်စိတ်ရင်းဖြူသည်ကိုနွယ်သိသည်နွယ်အမြင်တွင်တော့လူရိုးလူအားတယောက်သားဖြစ်၏နွယ်လှိမ့်သမျှနွယ်ညာသမျှနွယ်ဟားသမျှကိုလည်းယုံသည်ကိုသာကြည့်လေတော့နွယ်မိုဟင်းကရောင်စားရရှာသည်ဟုဂယုနာတက်နေသည်ကိုပင်ကြည့်ပြီးတော့ဒီလိုလူကိုခင်တနာကဒိုးကလေးလိုမှွေလိုက်လျင်ဝှီခေါ်အောင်လဲသွားမိဖြစ်၏လှတယ်နော်တိတ်လှတယ်နော်မခန်းလုံသည်တတွတ်ပြောနေသည်ဖိုးတန်ချောင်းသည်ခက်မုံမုံလှမ်းကြည့်ရင်မခန်းလုံဤထိတ်ကိုဖက်ခနဲပုတ်လိုက်လေသည်ငါတို့တိုက်ထားရတဲ့ကျမ်းပြောင်လေးပေါ်ဖက်နဲ့ကြီးနဲ့တက်တာဘာလို့ဖို့လဲမလှပါဘူးမဲရရွက်ကနှင့်မကြင်မချမ်းပြောနေသည့်ဖိုးတန်ချောင်းကိုအငေးသားကြည့်ရင်နွယ်သည်မိငယ်ကိုသတိရနေသည်ခင်တနာနှင့်နွယ်တို့ရင်ဆိုင်တိုးနေကြသည်ကိုမိငယ်သားသိလျင်မိခဲ့သို့နေမည်မသိနွယ်ကြုံတွေ့ဖြစ်ပျက်ခံစားနေရသည်များကိုမိငယ်အားဇလန်းရှိကြီးပမာပြောပြခြင်းနေသည်ရေးပြခြင်းနေသည်နွယ်ဘာလို့ရမလဲနွယ်သည်သူ့ကိုယ်သူမင်းနေမိသည်ဘာမှမလှုပ်ဘာမှမပြောဘဲအေးအေးဆေးဆေးမျက်နှာလွှဲနေလိုက်လျင်အကောင်းဆုံးဖြစ်မည်
သို့တော်ထိုကဲ့သို့ຫນွေမနေနိုင်ဦးစိုးပေဟူသည့်လူသည်ຫນွေကဲတင်ပါမှဒုက္ခတွင်ကလွတ်မိဟုအထင်ရောက်နေသည်ဦးစိုးပေဘယ်ချိန်လောက်ပြန်လာမှလဲမသိဘူးအမရညနေလောက်တော့ပြန်ရောက်မှာပေါ့ຫນွေသည်အကြံအိုက်နှင့်ခေါင်းကိုသာအတွင်ကုန်ပြီးတော့သည်ထောက်ခုတ်ရာတွင်လက်ဝင်ရှူရန်ကြံစီနေသောမိနွယ်နွယ်ခေါင်းရှုပ်ကြီးရှုပ်ပြီးအုံနောက်အချောက်ကြီးချောင်းနေရှာသည်ဘာလို့ရမည်မသိမတွေးတတ်မဆုံးဖြတ်တတ်ຫນွေသည်အငိုင်သားရရင်တအိမ်လုံးတွင်အေကဲမှလွဲ၍အခြားခန်းများတွင်ကလတ်ထိုင်းမရှိစပွဲမရှိဟင်းလေးဖြစ်နေသည်ကိုသတိရလာသည်ဦးစိုးပေတကယ်ချမ်းသာလားမချမ်းသာလားတော့ຫນွေကောင်းစွာမသိတကယ်ပင်အမူရရလားမရလားလဲຫນွေမသိသို့တော်ခင်တနာသည်ဘိုင်သမားဦးစိုးပေဆိုလျှင်အေးဆိုင်လိမ့်မည်မထင်ဦးစိုးပေလူငွဲဆိုလျှင်လည်းအေးတူယူပြုမိမဟုတ်ဒါကိုຫນွေကတစ်ဖက်သက်တိချပေါက်တွေးနေမိသည်ခင်တနာသည်သာငွေမယိုးမှန်လျင်ဂုံမယိုးမှန်လျင်ဟန်သာရှိ၍အဆန်မရှိသောအင်ကြီးအခြေအနေကိုမြင်လျင်စိတ်ပြတ်သွားနိုင်ပေသည်ຫນွေစူးစားကြည့်မိခင်တနာ၏စိတ်ကိုຫນွေဆန်းသက်ကြည့်မိအဖြူအမဲကွဲပြားအောင်ကြံဆောင်ကြည့်ရမည်ဟေးကြတို့တန်ကြောင်ခန်းလုံးမလေးရောလာကြရှေ့နာတိုးကြအမပြောမယ်တေချာနားထောင်တော့ຫນွေတစ်ခုပဲဆူတောင်းသည်ຫນွေကိုခင်တနာမမှတ်မိပါစေနှင့်နှွဲလိုမဲတင်လင်ဘယုံမာလေးကိုလည်းခင်တနာကတည်နိုင်မိမထင်အကယ်၍မြင်မှုသလိုလိုရှိသည်ဟုပြောလာရင်လည်းနှွဲသည်ဆွတ်ယူပြီးညင်ရမိသားဖြစ်၏ပြင်းများနေကြပြီလားနှွဲသည်ကော်ဖီပကံလေးများနှင့်အသာချရင်ဟမ်မပြက်မိလိုက်သည်ခင်တနာသည်စက်ပွဲအပြုံးလေးနှင့်ခေါင်းရမ်းပြသည်မပြင်းမအောင်ကွယ်ခင်တနာ၏အတော်ဖြစ်သူသည်နှွဲကိုအကဲခတ်သလိုကြည့်နေသည်ရုပ်ရည်ကလေးတနာကမနှင့်ရှက်အင်းကြီးပွပွကြီးဝတ်ထားသောမင်းကလေးကိုတောသူထင်ရမလားမြို့သူထင်ရမလားဝေခွက်တက်ပုံမရကြည်ဤရင်ကြီးနှင့်မိခဲသို့ပတ်သက်လေသည်ကိုလည်းမသိကိုမြင့်နိုင်ကဒီလိုပဲခဏခဏမြို့တက်ရသလားယင်မကြခဏဆိုတော့မမရဲ့အလုပ်ကိစ္စကလည်းခုထိမစနိုင်သေးဘူးဆိုတော့စိတ်တောင်မှညစ်တယ်မမရဲ့အကိုတစ်ခါမြို့တက်ရင်ကျမတယောက်တည်းပဲဒီကလေးတွေအဖော်လုပ်ပြီးနေကြရတာနှွဲသည်ခင်တနာနှင့်အနီးဆုံးကလတ်ထိုင်တွင်ညင်ညင်တသားလေးဝင်ထိုင်ရင်ပြောလိုက်သည်နှွဲအမူအရာကပဲပြီးရည်သလားနှွဲစကားကပဲထိမိလေသလားတော့အသေးချမသိခင်တနာရောသူ့ထော်ရောမျက်လုံးပြူသွားကြသည်ကတော့အမှန်ပင်ဒါနဲ့နေပါဦးညီမကကိုမြင့်နိုင်ရဲ့ညီမပါညီမဆိုပေမဲ့အရင်တော့မဟုတ်ဘူးပေါ့မမရဲ့ဝင်းွက်ပေါ့နှွဲသည်ပြုံးဆဆကလေးနှင့်ဦးလဲလဲပြေးလိုက်သည်ရင်ထဲတွင်မူတရင်းနှင်းခုန်နေသည်အခုနေများဦးစုပေဖြုံးခင်းနဲ့ပြန်ရောက်လာလေလျင်နှွဲသည်ခေါင်းနှင့်စင်းပြေးရလိမ့်မည်လားပင်မပြောတတ်ချေအော်တောက်ပါအောင်မမရဲ့ကော်ဖီပူပူလေးမုတ်ခလည်းဘာမှမရှိဘူးအာနာစရာအကိုကတော့တူး6တွေမှထားတာအိမ်မှာကုန်နေလို့အေးစစ်စစ်ပေါ့မမရဲ့အကိုညနေလောက်ဆိုရင်ရောက်မှာပါကွက်ခနဲ့မျက်နှာပြတ်သွားသောခင်တနာကိုကြည့်ရင်နှွဲစိတ်ထဲတွင်အတော်ရဲကျင်သွားသည်အတီပေါင်းနှင့်အင်းကြီးရှင်တက်လုပ်ပြီးအပိုင်ပြောနေရသည်ကိုပင်အရသာတွေ့သလိုဖြစ်လာသည်ခင်တနာသည်ချက်ချင်းပင်မျက်နှာကိုပြင်ကဟမ်မပြတ်ပြုံးလိုက်ရင်နွဲကန်းပေးသောကော်ဖီပကံကိုလှမ်းယူလိုက်လေသည်ကိုမြင့်နိုင်ဟူသည်လူတွင်ညီမရှိသည်ဟုတခါမျှမကြားစဖူးအခုမှညီမတယောက်မှုပေါက်သလိုပေါ်လာနေသည်ဝင်းခွဲဆိုတော့လေအပြောရအခက်သားတောက်လိုက်ပါအောင်တော်ရဲ့ကော်ဖီပူပူလေးအေးကုန်ပါအောင်မယ်သူတို့တူဝီကော်ဖီကိုတခြားချင်းတောက်နေချိန်တွင်နှွဲသည်ငြိမ်ငြိမ်လေးထိုင်ရင်အကြံထုတ်နေမိသည်မျက်နှာကိုအပြုံးမပြတ်စေပဲဆူပြုံးထားသည့်အတွက်ကြောက်ကြောရေပတ်သလိုပြောင်ချောချောအပြုံးလေးနေဖြစ်နေသည်ရှမ်းပြည်နယ်သားဆိုတဲ့ပန်လွယ်ကတိတ်မအေးဘူးတော်ရဲ့တောင်ချမို့လို့လားတော့မသိဘူးတခါတလေများချွေးတောင်ပြက်ပြက်ကြတယ်ဟုတ်ပါရဲ့ကွယ်ခုနကများအိုက်တောင်အိုက်တယ်ဒါပေမဲ့မွေးမြူရေးအတွက်တော့အတော်ကောင်းတဲ့နေရာလို့ပြောတာပဲတော်ရဲ့အကူကလည်းအဲ့ဒါကိုစောက်ချပြီးလုပ်ဖို့ရည်ရွယ်တာပါပဲတောင်ချီမှာစကြက်ကလည်းတိတ်ကောင်းနေအော်ဟုတ်တော်ရှိမဟုတ်တော်ရှိစွယူပြီးပြောသောနှဲ့စကားကိုစိတ်ဝင်စားကြဟန်တူသည်အရေးတယူဖြစ်လာကြသည်မွေးမြူရေးကဘာလို့မှလဲကွဆက်စကျင်တော့နှိုးစားနှွားမွေးမယ်နွားနိုးကထော့ဘက်နှုတ်စီချက်တာကတော့နောက်တစ်ဆင့်ပေါ့အော်ဟုတ်လားနောက်ပြီးမှတဆင့်တက်တဆင့်တိုးတွေကြက်တွေအထိမွေးမယ်လို့စိတ်ကူးတာပါပဲမမရေကောင်းတယ်ဒါတွေမွေးတာကလည်းမွေးတတ်အောင်မှဖြစ်ကြတဲ့ဆန်းမွေးရင်တော့ရတာပေါ့လေအကူကခင်မီမှတိပယ်နေကြမှာဆိုပြီးအသေးချာကိုစီမံကိန်းဆွဲနေတာအေးကွယ်လူဆိုတာအကြံကြီးမှလည်းကြီးဝါတာတူမရဲ့နှွဲသည်ပြောရင်အတော်ရဲချင်းနေသည်မဟုတ်တာများပြောရလျင်နှွဲရှာသည်အတော်ချောင်းသည်တခုပြီးတခုချောကနေထွက်တော်သည်တစ်ဖက်လူကခေါင်းတငိမ့်နှိယုံလေးမင်ကောင်းနှိဖြီးရသည်ကိုအတက်လေးဖြစ်သည်ဒါတင်ပေကအောင်မလဲတော်ရဲ့စိုက်ပြူးရေးကိုလည်းတစ်ဖက်ကလုံအောင်ပါတယ်လေဟုတ်လားအဟုတ်ပါပဲအကူကတော့တကယ်ပါပဲမမရဲ့အပင်ပန်းလည်းတကယ်ခံနိုင်တယ်ဒီချန်ကြီးကိုရှင်းပြီးရင်တစ်တော်ပင်မောက်တွေပြုံးမိတယ်လေ
အော်ဒါနဲ့တင်အားမရသေးဘူးမြေရရင်ထပ်ပြီးလိမ္မော်ချန်ချက်မဲတဲ့အကိုရဲ့တိတ်ပင်မခံပါနဲ့လို့မနေထထားရတာတော့ကြအကိုလဲရင်ဒီလုပ်ငန်းတွေကိုကျမကပဲဦးစီးရမှာမဟုတ်လားကျမကလည်းဘာမှတတ်တာမဟုတ်ဘူးဘယ်စကားဖယ်ရောက်၍ဘယ်ပေါက်တီကိုပင်တတိမထားမိတော့အမှုအရာကလည်းပိုင်သည်ပျော်ကောင်းကောင်းနှင့်ဆွရွတ်ပြီးခက်တီတီပြောနေသည်အပြင်ဘက်မှချောင်းမီနားထောင်နေသောစောကြတို့ပင်မျက်စိလဲကျန်လာသည်ကွက်ခနဲမျက်နှာပြတ်သွားသောဧည့်သည်နှစ်ဦးကိုချောင်းကြည့်ပြီးကြည်ရနေကြရသည်သူတို့တွေထောက်လျှောက်အလှိတ်ခံခဲ့ရသည်ကိုမသိအခုမှသူတို့အမအလှိတ်ကောင်းလာကြီးဟုသဘောအချကြီးကြားနေလေသည်လုပ်ငန်းကအကြီးကြီးပဲနော်ခင်သနာသည်နှဲကိုမတိမတာအကက်ခက်ရင်မေးပြောလေးပြောလိုက်သည်ကြီးတာကတော့တိတ်ကြီးတာပဲမမရဲ့ဒါပေမဲ့စိတ်ကူးထဲမှာကြီးနေရတာပါဟင်ဘာဖြစ်လို့လက်တွေတော့ဘာမှအကောင်အထည်မဖော်နိုင်သေးဘူးလေဘာဖြစ်လို့မမရဲ့ငွေပေါ်ငွေနှဲသည်လက်ညှိုးနှင့်လက်မကိုဝိုင်းပြရင်ဟန်ပါပါလေးပြောလိုက်သည်နှဲဤလန်ကျုပ်ဒီပနီကိုနာယူနေရသောခင်သနာတို့တူဝေကြီးသည်ဥလဲချလဲလိုက်သွားဟန်ရှိသည်ငွေမရှိသေးလို့မဆနိုင်သေးတာပေါ့မမရဲ့ငွေစကားပြောနေတာပေါ့ကိုမျက်နှာဦးလေးကအမွေတွေ3 သိန်းတောင်ပေးခဲ့တယ်ဆိုခင်သနာကတအံ့တော်ပြောလိုက်သောအခါနှွဲသည်ဘာဆက်ပြောရမည်မသိပဲမှင်တက်သွားမိလေသည်ခင်သနာနှွဲထက်သားသွားသည်သူကအမွေကိစ္စကိုသိနေသည်ဘလောက်ရတယ်လဲဆိုတာပင်ကိန်းကနန်းနှင့်အတိအကျသိထားလေတော့လမ်းကျုပ်ဆက်ခင်းနေသောလမ်းကျုပ်မင်းသမီး6 ပေါက်တိုးသွားရလေသည်မျက်တောင်ကလေးပုတ်ခတ်နှင့်ရောင်နာလေးဖြစ်သွားသည်ဟဲ့3 သိန်းဟုတ်လားဟဲ့ဘသူပြောတာလဲနှွဲသည်အိမ်တွေဆဲကဦးကြောင်ရေမောရင်းပြန်မေးလိုက်သည်နှွဲကောင်းထဲတွင်ထူပူနေသည်နှလုံးသွေးကလည်းတဒိတ်ခုန်လာသည်နှွဲထင်းသည်မှလွဲမိမဟုတ်တစုံတစ်ခုအကြောင်းရှိ၍သာဥဆိုးပေလိုလူကိုအေးတယူပြလာခြင်းဖြစ်သည်ဟုနှွဲထင်ခဲ့သည်အခုကြည့်လေအမွေ3 သိန်းကိစ္စပေါ်လာပေပြီဟုတ်တော်ရှိမဟုတ်တော်ရှိထို့ကြောင့်သာဥဆိုးပေကိုအေးတယူဖြစ်လာခြင်းဖြစ်ရမည်ဟုနှွဲကတိစားပေါက်တွက်မိသည်ကိုသက်အောင်ပြောတာပဲလေမဟုတ်ဘူးလားအခုတငယ်ချင်းကိုသက်အောင်လားဟုတ်လားမမနှွဲသည်ဘာဆက်ပြန်ပြောရမည်မသိသည့်အတွက်မရေမလဲပြန်မေးလိုက်မိသည်ပြောမိပြီးမှဖျားတာနေသည်ဥဆိုးပေတွင်ကိုသက်အောင်ဆိုသည့်အကိုသို့မဟုတ်ညီများရှိလေလျင်ဒုက္ခများရကြတော့မည်နှွဲကဥဆိုးပေ၏ဝမ်းခွဲတော်ထားသည်မို့ဆွေမျိုးအချင်းချင်းသိရမည်ဖြစ်သည်အေးလေကွယ်ကိုမြင့်နိုင်နေဆိုဒီလောက်ခင်တာကိုကိုသက်အောင်ကြီးကတော့လုံမယ်အလကားနေရင်ကျင်းချအောင်လို့ဥဆိုးပေတကယ်အမွေမရငွေမရှိအရင်အနည်းမရှိဟုဆိုလျင်ခင်သနာသည်အေးတယူရှိအောင်မီလောဂယုတဆရှိအောင်မီလောဒါကိုနှွဲကအသေးအချာသိခြင်းသည်ခင်သနာ၏မြစ်တာနှင့်စေတနာကိုမှတ်ကြောက်တင်ကြည့်ခြင်းနေသည်ဥဆိုးပေတကယ်ချမ်းသာလားဆင်းရဲလားတော့နှွဲအသေးချမသိသို့သောနှွဲဆိုသည့်နှွဲသည်ဥဆိုးပေကိုဆွတ်ရွတ်ပြီးလူမွဲဘွားသို့ရအောင်ပြောင်းပြတော်မူဖြစ်သည်နှွဲသည်စကားကိုဆုပ်ဆုပ်ဆန်းဆန်းပြောရင်းခင်သနာကိုပြန်လည်အကဲခတ်နေရသည်စာမီမှာတော့တုံးတိုက်ချာတက်ကိုက်ဆုံးသည့်အထိမြင်သေးသေးနှိကျဲရတော့မိသားဖြစ်ပေသည်ဦးဆိုးပေသာအမွေ3 သိန်းကိုတကယ်ရထားရိုးမယ်လင်းနှဲကိုမိများစိတ်ဆိုးလိမ့်မည်မပြောတတ်သူကြိုက်နေသောမိန်းကလေးကိုမှတက်ပြီးမဟုတ်တန်တရားတွေပြောနေသည့်နှဲကိုရေရေလဲလဲနေရင်တီးချင်ပေးလိမ့်မည်နှဲကယုတ်တိတန်အောင်လှိမ့်နေသည့်အတော်အတွင်းဦးဆိုးပေပြုံးကနေပြန်ရောက်လာလျင်တော့အချီအနေတွေစောက်ထိုးမှုမျောဖြစ်ကုန်ပြီဖြစ်သည်ထို့သောသာဆိုရင်နှွဲသည်သကောနှစ်ချက်ကိုအတောင်တက်ပြီးပြန်ပြေးရလိမ့်မလားမြေကြီးထဲတွင်တူပြီးရန်ကုန်အရောက်ကျွတ်လို့ပြေးရမလားအသေးအချာမတွေးတတ်ချေကိုမြင့်နိုင်တရားအမှုတွေရတယ်ဆိုပြီးဒီလောက်နာမည်ကြီးနေတာခင်သနာသည်နှွဲစကားကိုမယုံတဝက်ယုံတဝက်နှင့်ဇဝေဇဝါဖြစ်သွားပုံရသည်အထင်းနှင့်အမြင်လွဲ၍အန်တန်တန်လည်းဖြစ်နေသည်ကျမတို့ကစင်းရဲသားမျိုးပါမမရဲ့ဘယ်ဆွေမျိုးပဲဦးလေးကမှအမွေ3 သိန်းမပြီးနိုင်ပါဘူး3 သိန်းများတကယ်ရရင်ဒီလိုရွာလေးမှာဘယ်လာနေပါမလဲအေးကွယ်ဟုတ်တာပေါ့ခေတနာအတော်သည်စက္ကနဲ့ကောင်းထောင်လာပြီးနှွဲစကားကိုထောက်ခံလေသည်ခေတနာသည်ဟမ်မပြက်လေးပြုံးနေတော့လဲမျက်မှောင်ကမတိမသားကျုံနေသည်မျက်မှောင်ကျုပ်သည်ကအစနှွဲတို့လိုရှုံမဲမဲမဟုတ်တမျိုးပင်လှနေသေးသည်နှွဲသားယောက်ျားဆိုရင်လည်းခေတနာကိုကြိုက်မိလိမ့်မည်လားမပြောတတ်မိမချင်းပင်ခက်ငင်းငယ်ကြည့်နေမိသေးသည်စကားတန်ကရုပ်ချီးတိတ်သွားသောအခါတအိမ်လုံးလဲတိတ်သွားသည်ဆူရှသောလေတိုက်တန်ကသာလေချုံတန်လိုဝေ့နေသည်ခန်းစည်းလေးများသည်လေဝဲတစ်ဖြက်ဖြက်လွင့်နေလေသည်ခင်သနာသည်လူလွင့်နေသောခန်းစည်းမှပန်းပုဝဝါလေးများကိုအမှတ်မတင်ကြီးကြည့်နေသည်နေရာလေးကတော့အေးအေးဆေးဆေးလေးနော်ရွာကလေးကလည်းတတရရပါပဲ
ခေတနာ၏အတော်သည်တိတ်ဆိတ်ခြင်းကိုတီးမခံနိုင်သဖြင့်စကားဆလိုက်သည်ခေတနာ၏ပန်းသွေးတောက်ပနေသောလက်သေးချွတ်ချွတ်သွဲသွဲလေးကိုကြည်ကောင်းကောင်းနှင့်ငီးကြည့်နေသောຫນွေလဲစက္ကနဲသတိပြန်ဝင်လာသည်ဟုတ်ကဲ့တော်အေးဆေးပါလေလူအသွားလာတော့ပြတ်တယ်နော်ဟုတ်ကဲ့ຫນွေသည်စောကြတို့ချောင်းကြည့်နေရာခန်းစီနောက်ွယ်ကိုအသာမျက်စိကစားမိသည်သူတို့တွေရှိကြပုံမရတော့ဆိုင်ရာတာဝန်များထမ်းဆောင်ရန်အသင့်ပြင်နေကြပြီထင်သည်ຫນွေသည်တိုက်ပွဲအသစ်တစ်ခုကိုစရန်အဟံကနေလဲချောင်းရှင်းလိုက်သည်လူအသွားလာပြတ်ဆိုတရွာလုံးဒီအိမ်ကိုလာမှမလာရဲကြပဲတော်ရဲ့ဟင်ဘာဖြစ်လို့လဲကွသူတို့ကတအံ့တော်မေးလေသည်တိတ်ဆိတ်ငြိမ်သက်ပြီးလေးတိုက်တန်နှက်အော်တန်လေးများလွှမ်းမိုးနေသောအိမ်ကြီးသည်စိတ်ချမ်းမြေ့ပွဲကောင်းသည်ကတော့အမှန်ပင်အိုးအယူတိကြတာပါတော်ရဲ့ဒီအိမ်ကအမှန်ကရှမ်းစော်ဝါကြီးဆောက်ခဲ့တဲ့အိမ်လေးအဲ့ဒါဒီအိမ်မှာနန်းနွဲ့နဲ့ဆိုင်းကျော်ဆိုတဲ့ချစ်သူနှစ်ဦးအသက်ခံရမှုတယ်လို့ပြောကြတာပဲဟင်အဲ့ဒါသူတို့နှစ်ယောက်ကတရေဖြစ်ပြီးခြောက်တယ်လှန့်နေနဲ့ဆွဲလန်းမိဆွဲလန်းရာထင်ကြတာပေါ့အမှန်ကတော့မမရဲ့တရေဆိုတာတကယ်ရှိတာမှမဟုတ်ပဲရှီအောင်တော့လူကိုဒုက္ခပေးနိုင်တာမှမဟုတ်တာနော်အင်းဟုတ်တာပေါ့ခင်တနာသည်ငိုင်းတွေ့လေးနားထောင်နေရမှသူ့ကိုလှည့်ပြီးပြောလိုက်သောနှဲစကားကိုခက်မြန်မြန်လေးထောက်ခံလိုက်လေသည်ခေပညာတတ်မင်းမပြိုလေးပြီးတစီတရေစသည်များကိုအစွဲအလန်းကြီးပုံမရကြောက်တတ်ပုံမရအော်မမတို့ပြင်းနေချရောပေါ့အခုကိုဆောင်ရင်ကျမဒီရင်ကြီးကိုရှော့ပြမယ်လေရှေးအိမ်ဆိုတော့အခန်းဖွဲ့ပုံကအစစိတ်ဝင်စားစရာကောင်းတယ်လက်ကြည့်မလားယင်ကောင်းသားပဲခင်တနာတို့တူဝကြီးနှစ်ဦးသည်နှဲစကားကိုအလွယ်တကူလက်ခံပြီးနေရာမှထားလိုက်ကြသည်အလကားနေရင်ထိုင်ဆောင်နေကြမိအစားတစုံတစ်ခုကိုကြည့်နေရခြင်းကပို၍စိတ်ဝင်စားဖွယ်ကောင်းမိမိအင်ရှင်၏အခြေအနေကိုလည်းအသေးစိတ်အကဲခတ်နိုင်ပေသည်အလကားအယူတည်ပြီးဒီချန်ကြီးဘက်တောင်မတော်ရဲမလာရဲဖြစ်နေကြတာပါတကယ်တော့ဘာမှရှိရမဟုတ်ပါဘူးကျမတို့များတခါမှအချောက်မခံခဲ့ရဘူးပါဘူးဟောဒီမိတခန်းကြီးဆိုရင်အရင်တုန်းကရာစုသားတွေကိုလှောင်ထားတဲ့အခန်းပဲတခါတလေများအစာငတ်ရင်ငယ်လှောင်ထားတတ်တဲ့နွယ်သည်မြေတိုက်ခန်းဘက်ကိုတန်းခေါ်သွားပြီးမှောင်ပိမိအခန်းကြီးကိုဦးဆုံးပြလိုက်သည်ဘယ်တော့မှမကြားဘူးသောမဟုတ်တန်းတရမ်းများကိုတွေ့ကြရပြောတော့သည်အမလီကျမတို့တွေဒီရင်ကြီးရှင်းတော့မှများအယိုး၆တွေထောင်းတွေ့တာတရိษံအယိုးလားလူအယိုးလားတော့မခွက်တတ်ပါဘူးရှင်ဟုတ်လားဒီမြေတိုက်ခန်းကြီးဆိုရင်ညှိဆိုးဆိုးနဲ့သွေးညင်နှံကြီးအောင်ဆွဲလို့ဟင်တချို့ရွာကလူတွေပြောတော့ဒီရင်ကအော်တန်ကြီးတွေရဲတန်ငူတန်တွေကြားရတယ်ဆိုပဲမမရဲ့ကျမတို့တော့တခါမှမကြောက်ဘူးပါဘူး။မှောင်ပိမ့်ပိမ့်အခန်းကြီးကိုကြည့်ရင်ကြက်သိန်းထလာဟန်ရှိသောခင်သနာကိုကြည့်ရင်နှွဲသည်ရေကျန်လာသည်။နှွဲကအခန်းထဲဝင်ကြည့်ရန်ပြောတော့လေသူတို့သည်ဝင်မကြည့်ကြတော့ပေ။ထိုစဉ်တွင်အပေါ်ဘက်မှအယိုး၆ပြပြကြီးတစ်ခုကြောက်ကနေကြလာသည်။နှွဲသည်မမြင်သလိုမျက်နှာကိုလွှတ်ထားလိုက်သည်။အမှတ်ဟန်နေလိုက်သည်။ခင်သနာသည်အိမ်တွေမပြတ်သေးတော့လေအတော်ဖြစ်သူကမှုမျက်စိမျက်နှာပြက်ချင်းဖြစ်နေသည်သူတို့ကိုထမင်းစားကန်းကြက်ကြီးတို့ခေါ်သောအခါနွဲနှင့်ဝေးမနစ်လိုဟန်နှင့်ထက်ချက်ကပ်ပြီးလိုက်လာသည်အခန်းကြီးကကျေးရသည့်အထဲတွင်စပွဲကလထိုင်ဘာမှမရှိလေတော့ဟာလာဟင်းနှင်းကြီးဖြစ်နေသည်ပဒင်းပေါက်အလုံးကိုဖွင့်ထားသည့်အတွက်လင်းလင်းကျဉ်ကျဉ်တော့ရှိသည်ဒါကတော့ထမင်းစားတဲ့အခန်းပဲတော်ရဲ့တခါတလေရာစုမှုတွေဘာတွေလဲဒီမှာပဲစီရင်တတ်တယ်တဲ့မတိသူကိုမတက်သူကဖြေရသည်မှာဘေးရန်ကင်းလာသည်ထင်ရစွကျဲတော်လဲဘယ်သူမှမသိပဲကောင်းတငိမ့်နှင့်ရုံရသည်သာဖြစ်သည်ဟိုဘက်ဘေးကအခန်းတွေကတော့စတူကန်းတွေလေဒါပေမဲ့သူခနဲ့သူတို့ကအကျဉ်းသားတယောက်စီကိုခွဲပြီးချုပ်တဲ့အခန်းနှိပ်စက်တဲ့အခန်းဖြစ်ခြင်းဖြစ်မှာဟင်တိတ်ဆိလာသောအင်ကြီးတွင်ຫນွေဤစကားပြောတန်ကားသာလွှမ်းမိုးနေသည်ခြေတံတစ်ဖြက်ဖြက်နှင့်စကားတန်တူတူကသာလွှမ်းမိုးနေလေတော့အိမ်တွေဆောင်ထားတော်လဲအားငယ်နေဟန်ရှိသည်ခေတနာ၏အတော်ပင်ပင်လေးသည်မျက်နှာငယ်လေးနှင့်ဖြစ်နေသည်အပေါ်ထဲမှာလည်းအခန်းတွေရှိသေးတယ်လာမကျမလိုက်ပြမယ်နွယ်သည်ကျွန်းပွလုံးတိုင်များနှင့်ထေဝါသောလေကားကြီးစီသို့ဦးတည်ခေါ်ခဲ့သည်အခန်းကြီးတွေကကျဲတယ်နော်ကျဲတာတော့မပြောနဲ့မမကြီးမမကိုကြိုပြောထားရအောင်မယ်အပေါ်ကအခန်းတွေကလည်းကျဲတာတော့မပြောပါနဲ့တော့ဒါပေမဲ့နွယ်သည်စကားကိုဖြတ်ခါခင်သနာအားမတိမတာအကက်ခက်ကြည့်လိုက်သည်ခင်သနာသည်ချမ်းစိတ်စိတ်ဖြစ်လာဟန်နှင့်လက်တွင်ပိုက်ထားသောဆွတ်တာအပြားလေးကိုပခုံးပေါ်သို့လွှမ်းခြုံလိုက်လေသည်ဒါပေမဲ့မမရဲ့အကူကဒီလိုတရေချတစီချပြီးလူမလာရဲ့မနီရဲတဲ့အင်ကြီးသာအချောင်းရထားတာနောက်ပိုင်းကပတ်စံမတက်နိုင်တော့အခန်းတိုင်းဟင်းလင်းပဲဘာရဲ့ကွယ်အော်ဘာအိမ်နောက်ပရိဘောကမှမရှိဘူးလို့ပြောတာပါအော်မမကိုအမအရင်လိုခင်လို့ပြောရအောင်မယ်အခုအကူမျိုးတက်တာတော့အိမ်နောက်ပရိဘောကလေးပါလေးငှားမဲ့လူရှင်ငှားရအောင်သွားတာတဲ့ဟင်
အပိုင်မဝယ်နိုင်သေးတဲ့အတူတူတော့အငှားပဲငှားထားရမှာပေါ့မမရဲ့ငှားမဲ့လူရှိရင်ပဲကျေးဇူးတင်စရာကောင်းလာပါပြီအယိုးကမျက်နှာလေးနှင့်ရှက်ရွံ့ရွံ့ပြောနေသောနှဲ့ကိုခင်သနာတကယ်ယုံသွားဟန်ရှိသည်ခေါင်းတညိမ့်ညိမ့်နှင့်ညိတ်နေရှာသည်နှဲ့ကိုလည်းအတန်ငယ်ဂယုဏတက်သွားဟန်ရှိသည်ဖြစ်ဖြစ်တဲ့မမအချို့လေကားတကြီးတွေကချောတယ်တခါတော့ကအခါစားနောက်ကျတဲ့မောင်မတယောက်ကိုစော်ဝါမင်းကစိတ်ဆူဆူနဲ့ဒီလေကားကတွန်းချလိုက်ဘူးတဲ့ဖះဘာဖြစ်သွားသလဲခင်သနာ၏အတော်သည်အိမ်တွေမဆောင်နိုင်တော့လေကားလက်ရန်ကိုစုပ်ကန်ရင်တောင်းတောင်ကြီးဖြစ်သွားသည်ခင်သနာလည်းမျက်လုံးလေးပြူဝိုင်းသွားသည်ဘာပြောကောင်းလဲတော်ရဲ့ပွေးချင်းပြီးသေးတာပေါ့ပွေးချင်းပြီးပေါ့အုံနောက်တွေဆိုကျမ်းမှာကျဲခုန်တာပဲတဲ့။နှွေသည်စက်သိန်းထဟန်နှင့်ပခုံးလေးကျုံရင်ပြောလိုက်သည်။ကွယ်လွန်သွားရှာသောစော်ဝါမင်းနှင့်သူ့ဆွေမျိုးများသာကြားလျင်သူတို့နာမည်ကိုဖျက်ကောင်းတဲ့ဖြစ်နေသည့်နှွေကိုအစိမ့်လိုက်ဝါစားခြင်းပေးလိမ့်မည်။ဖះရင်တုံလိုက်ပါပြီကွယ်။အသက်ထိတ်လိုက်တာ။ဒါကြောင့်လေဒီဘက်ကိုလူသွားလူလာနေတာကိုကျွီနှွေသည်ကျွန်းတကားကြီးကိုတွန်းဖွင့်လိုက်၏။ကျက်နေသဖြင့်တချွချွမိတန်သည်စိတ်ချောက်ချနေသူတို့ကိုပုံမူ၍ကြောက်အောင်ခြောက်လိုက်သည်နှင့်ပင်တူနေကြသေးသည်ဒါကတော့အိတ်ခမ်းပဲတော်ရဲ့နန်းနဲ့နဲ့ဆိုင်ကျော်တို့ကိုဒီခန်းထဲမှာလည်းလက်ဆက်သုံးတက်လိုက်တယ်လို့တချို့တွေကတော့ပြောတာပဲဟုတ်လားဖះအခန်းနောက်တွင်ဖြာလေးရှိကြီးတလေးကိုသာထောင်ထားသောမှောင်ပိမ့်ပိမ့်အခန်းကျက်ကြီးကိုကြည့်ရင်ကျောင်းလန့်တကြားအော်ဟိငိုယိုကအတနာခံနေကြသောချစ်သူနှစ်ဦးကိုမြင်အောင်လာဟန်ရှိသည်တချို့ရွာကလူတွေပြောတော့ဒီခန်းထဲကအော်တန်ရဲတဲ့တွေကြားရတာတဲ့ဟင်ဖះဟိဟာဟုတ်တော့ဘာတန်လဲလှိုင်တဲ့နှင့်ပဲ့တင်ထက်နေသောရဲတန်လိုမိုးတန်လိုအတန်ကြီးကြောင့်ခင်တနာနှင့်သူ့တော်နှစ်ဦးလုံး၏မျက်နှာများဖြူဖြော်ပြီးတွေးဆုပ်သွားကြသည်ဘာတန်လဲတော်ရဲ့ဘာဖြစ်လို့လဲရဲတန်ကြီးလေဟောဟာကြားလာဟင်းဘာမှလည်းမကြားရပါလားຫນွေသည်ရေချင်းစိတ်ကိုမျိုးသိရင်မြင်သေးသေးနှင့်ဖြေလိုက်သည်ဘာတမ်းမှမကြားရသူလိုမျက်စိပေကလက်ဖြစ်နေသည်ခေါင်းကိုငဲ့ကနားဆွင့်သည်ဘာတန်ဆိုဘာတန်ကိုမှမကြားရဟုအတီးပေါင်းနှင့်ပြောသည်အလင်းမကြားရဖះကဲမပါຫນွေကမကြားဟုဆိုသောအခါမှသူတို့တူဝီဒူးတုံလာဟန်ရှိသည်အဝေးကလိုအနီးကလိုနှင့်မိသည့်နေရာကမှမသိပဲပဲ့တင်ထက်နေသောအတန်ကြီးကိုသူတို့နှစ်ယောက်ထဲကြားနေရပါကလားဟုတွေးမိပြီးအတော်ပိန်လေးသည်ဒူးများပင်ရိုက်ညွှတ်နေလေသည်ဖះကဲမပါတရားကဲမပါဣတိပိသောဘဂဝါအရဟံဟံနွဲလက်ကိုတင်းဆုပ်ပြီးဖះစာများကိုကပောက်ချရွတ်နေသောအတော်အားနွဲသည်တနာ၍ပင်လာသည်သူ့လက်အစုံမှအေးဆက်တုံရင်နေလေသည်ဟာဟောခလေးမကြားလာအတော်ရဲ့ဘာတွေပြောနေရလဲဘာတန်ကြားနေရလို့လဲနွဲအမူအရာကပဲတကယ်ကောင်းလေသလားမသိနွဲကိုစိုက်ကြည့်နေသောခင်သနာ၏မျက်လုံးများသည်ပင်ပြူးကျဲဝိုင်းဆက်ပြီးနှကန်းလေးများတဆက်တုံလာသည်ပြန်စို့အောက်ထက်ကိုစဉ်းစားစို့တရောတော့ပါဆင်းသွားသောသူတို့နောက်သို့နွဲလဲအပြေးအလွှတ်လိုက်ခဲ့ရသည်လှေကတစ်ပေါင်း15တိခန့်ကို9လက်နှင့်အောက်ထက်သို့အရောက်ခုံလာပြီးပေါ့ပါဆင်းသွားကြလေသည်နွဲတို့ထွက်သွားသောအခါမှဖျားလိုက်ကြားကစောကြတို့သည်ဆက်ဖြည်းနှင့်ခေါင်းပြူလာလေသည်လက်ထဲတွင်လည်းမြေအိုးတစ်လုံးပိုက်ထားသည်အိုးဝတွင်ပါဆက်တည်ပြီးရင်ကောင်းတန်နှင့်ရဲသည်ပဲဘယ်သူဘလောက်တတိကောင်းလိုက်တန်ပေါက်နေသောရဲတန်ကိုစက်သိမ်းထားရမိကအမှန်ပင်ဖြစ်ဖို့မမရဲ့ဘာဖြစ်လို့ဒီလောက်တောင်အလင်းလိုနေရတာလဲတော်ရဲ့အောက်ထက်တွင်ကပြန်ပြီးခံပြင်းနေသောခင်သနာတို့ကိုနွဲကရှိခိုးဥတင်တားနေသည်အကိုနဲ့တွေ့ဦးမယ်ဆိုအကိုလာမှပြန်မယ်ဆိုခဏနေလာတော့မှာပါမမရဲ့မိတနာညီးနေခြင်းတွေကကျုပ်တော့ပြန်မယ်အခုပြန်မယ်ဖះဘလို့အိမ်ကြီးပါလေဣတိပိသောဘဂဝါအရဟံတမတမုတ်တော်ကဲကွညီမရဲ့ပြန်ဦးမယ်ကွယ်နောက်မှအေးစစ်လာလေရပေါ့နောက်လာလဲနော်မမလက်မတွေ့ရင်ခွန်နော်ကျမစီကိုစာရေးပါနော်ကားစီတို့ခတ်သွက်လေးဥတီသွားနေသောခင်သနာ၏ဘေးတွင်နွေကခြေကားရလက်ကားရနှင့်အပြေးလိုက်ရင်ရှုငွေအောင်ပြောနေသည်ပြန်လိုက်အောင်မယ်ကွယ်နောက်ကျရင်မမစာရေးမှာပေါ့ခင်သနာကနှကန်းလေးများတုံနေတော့လဲမကြည့်ပြုံးလေးနှင့်နှုတ်ဆက်ရှာသေးသည်အတော်ကမှမျက်လုံးကြီးအဖြူသားနှင့်ဖျားစာတွေတောင်တလုံးမြောက်တလုံးစူပေါင်းရွတ်နေလေသည်သွားမယ်မင်းကလေးဖျားတရားမမေ့နဲ့ကြားလားယေသနာသုံးပါးကိုကိုးကွယ်စီကံတမုတ်တေဣတိပိသောကားကလေးသည်ဝူကနေထူထွက်သွားသည်ဖုံလုံးများကသာဝေကကျန်ရစ်သည်နွယ်သည်ကားကလေးခြံဝါမှထွက်သွားသည့်အထိပင်မဆောင်နိုင်လှေကားတွင်ဖင်ထိုင်းချလိုက်မိသည်ခင်သနာတို့သာနောက်ဖက်သို့လှည့်ကြည့်လိုက်မိဆိုပါကဘိုက်ကိုလက်နှစ်ဖက်နှင့်နှိပ်ခါ
ခွက်ထိုးခွက်လိုက်ရည်နေသောနှွဲကိုတဲချေပြတ်သွားရှာသည်ဟုထင်သွားမိသားဖြစ်၏ရေမောသံများနှင့်အတူတဝုံဝုံပြေးစည်းလာသံများကိုကြားရသည်ညီဦးကြီးကိုမြှောက်ကင်ထားသောစောကြတို့ဘယ်ကဘလို့ရလာသည်မသိသောစိတ်ရိုးအမဲရိုးတပွေးတစ်ပိုက်ကြီးနှင့်ဖိုးတန်ချောင်းသူတို့နောက်တွင်ကတင်းတိုင်းရှည်ဖဖကြီးနှင့်မခန်းလုံးစောကြတို့လက်ဆွဲပြထားကြသည်ထင်သည်တမျက်နာလုံးမျက်စိပေါက်နှစ်ကွင်းနှင့်ပါးစပ်နေရမှလွဲ၍အိုးမဲတွေနှင့်ပြောင်လက်မဲနဲ့နေသည်ကြက်တောင်ကွာလေးနှစ်ဖက်ကိုစီးကစိတ်ရိုးနှစ်ချောင်းကိုစပင်ကြားတွင်ညှက်ထားလိုက်သေးသည်စောကြတို့ရေသည်နှင့်ပင်တချီရဲတက်မိပြေးသွားကြသောခေတနာတို့တွေမခန်းလုံး၏သစီမေစာအမဲချဖို့အကောက်ကိုသာတွေ့ရလျင်သွေးများပြတ်သွားလိမ့်မည်လားမသိကိုမြင့်နိုင်သည်တကြမ်းကြမ်းဆောင်နေသောကားရှိခံဝဲငငယ်မမောနှင့်ပါလာသည်ကိစ္စကဒလောက်မြင်ကြီးပင်ပြီးလိမ့်မည်မထင်ထမင်းစားစပွဲတစ်လုံးနှင့်ကလထိုင်ငါလုံးကိုအလွယ်တကူပင်ဝယ်ယူရရှိခဲ့သည်တန့်အောင်သာရောက်လာလျင်ဟန်ကြပန်ကြထမင်းစားနိုင်ပြီဖြစ်သည်ကိုမြင့်နိုင်ခါတိုင်းစားနေသလိုအုတ်ခဲဖင်ကူးထိုင်ပြီးတကယ်နှမ်းရှိသမျှဟင်းတွေပုံထဲကစားရမည်မဟုတ်တော့ချေခင်တနာလာမီဆိုပါကလည်းလက်ဖက်ရည်ပွဲလေးတော့ကောင်းကောင်းတက်ခင်းနိုင်ပြီလမ်းမေးတွင်နှင်းစီရိုင်းတွေများကမြေတွင်ဝစ်ခါတွေ့ကက်ပေါက်နေကြသည်ပန်းရင်ရောင်ရဲရဲနှင်းစီအုပ်ခိုင်များသည်နေရောင်ဝဲရွှွန်းနေသည်ပန်းကိုင်များကိုမြင်တော့မှပန်းအိုးဝယ်ရန်တတိရလာသည်ဖျားပန်းအိုးကောင်းကောင်းဝယ်ရန်ချစ်တူးလေးပြောဘူးသည်ကိုမြင့်နိုင်အိမ်ရှိဒက္ခိဏတာခါကိုတော်မှာစီးစိမ်မရှိစင်ရဲရှာလေးသည်ပန်းကလေးတစ်ပွင့်မှအကန့်အလှမခံရစုံကလေးတစ်ပွင့်မှလည်းရောက်မလားလူရီချုံနှုံးမုံမော်တွင်ငငင်ကလေးဆံပယ်နေရသည်မှာကိုမြင့်နိုင်ပန်လွယ်ရောက်ခရရဖြစ်လေသည်တခါတရံတွင်တော့ချစ်တူးသည်ဘယ်ကဘလို့ခူလာမှန်းမသိသောတောပန်းများကိုတောက်ရည်ခွက်ကြီးနှင့်ထည့်ပြီးကတ်လူထားတတ်လေသည်ဆရာဘယ်မှာနားအောင်မလဲဆရာပန်လွယ်ကိုဓာတ်ရိုက်ပေးလားအေးကွာဓာတ်ရိုက်တာမောင်ကိုမြင့်နိုင်သည်လက်မနာရီကိုငုံကြည့်ရင်ပြောလိုက်သည်နေကင်း2နာရီခွဲပင်ကြုံနေကြပြီကိုမြင့်နိုင်ပန်လွယ်ရောက်လျင်3နာရီကျော်ကျော်လောက်ဖြစ်ပေမည်နောက်ထပ်နာရီဝက်တခန့်စီးရပေဦးမည်ဒီချိန်လောက်ဆိုရင်အိမ်မှာချစ်တူတို့တွေဘာများလုပ်နေကြသည်မသိစိတ်ရှိလျင်3ယောက်လုံးမမမပန်းလုပ်လဲလုံနိုင်ကြသည်တခါတရံတော့လဲပန်လွယ်ချောင်းဘေးကထင်းရှူရိတ်တွင်သွားအိတ်ချင်းနှင့်အိတ်နေတတ်သည်ယခုလဲမျက်တွေကိုပဲတပင်တပန်းဆွဲနှုတ်နေကြမလားအားလုံးတညီတဲ့အိတ်ပဲပျော်နေကြမလားအသေးအချာမပြောနိုင်ဆရာကလူတစ်ထင်တယ်ဆိုပါတော့ဗျာကာသမားသည်နေမြေကျွမ်းမုံရသည်ကိုမြင့်နိုင်ကိုပန်လွယ်သားမဟုတ်မှန်းတန်းသည်ကိုမြင့်နိုင်ကအတွေးကောင်းနေတော့စကားမရှိခြင်းသည့်အတွက်စကားကိုဖြတ်ခါမျက်စိကိုစုံမေ့ရင်အိမ်ငိုက်နေလိုက်သည်ဒီလိုဆိုပြန်တော့ချစ်တူဤဖြူဝင်းသောမျက်နှာငယ်နုနုလေးကိုမြင်ရောက်လာပြန်သည်နှင်းစီပန်းမရ၍နှကန်းတဆူဆူမျက်စောင်းတိုးတိုးဖြစ်နေသောဟန်ကလေးကိုမြင်ရောက်ရင်ပြုံးတို့ပြုံးရအောင်ဖြစ်သွားလေသည်အခုနေဆိုရင်နှင်းစီပန်းကြီးကိုခိုးယူပြီးပန်စင်နေလောက်ပြီးထင်သည်ခိုးမိဆိုရင်တကယ်ခိုးမိတငယ်မလေးဖြစ်သည်ဒီနေ့များတက်တိုက်ဆက်ဆန်ခင်တနာပန်လွယ်ရောက်လာရင်မိခဲတို့နေမိမသိစောကြတို့ဖူးတန်ကြောင်ချစ်တူးဟူသည်လူကြီးလူကောင်းကလေး3ဦးသည်ခင်တနာကိုမိခဲတို့အခန့်ချလိမည်မသိသေးဟာဒီကဟာအရန်တဲလီကျူကနေအုပ်လိုက်သောပရိသတ်ကြောင့်ကိုမြင့်နိုင်သည်အလန့်တကြားဖြစ်သွားသည်ကိုမြင့်နိုင်တို့၏ကုံတင်ကားနှင့်ခေါင်းချင်းတိလူနီးပါးဖြစ်နေသောကားပြလေးတစ်စင်းကိုတွေ့ရသည်ကောင်းမောင်းသူကိုကြည့်ပြီးတော့ဟောဗျာတန်နာကိုမြင့်နိုင်သည်ကားပေါ်မှအလော30ခုန်ဆင်းလိုက်သည်ကောင်းမောင်းသမားဖြစ်တာပြောနေသည်ကိုပင်အရေးမထားမိတော့ချေဟင်ကိုမြင့်နိုင်ခင်တနာကလည်းကိုမြင့်နိုင်ကိုကြည့်ကအံ့ဩသွားပုံရသည်နှစ်ဖူးတွင်စုနေသောချွေးပေါက်ကလေးများကိုတုတ်ခါရောင်ကန်းကန်းလေးဖြစ်နေသည်ဘယ်ကလာလဲတနာဘယ်ဟိုသွားမှလဲအခုဘလို့ဖြစ်တာလဲဟိုပန်လွယ်ကလာတာလေဟာခင်တနာ၏ဘေးတွင်အတော်ကြီးတစ်ယောက်ကပြူးကြောင်ကြောင်ထိုင်နေလေသည်လက်ထဲတွင်လည်းစိတ်ပတိကြီးနှင့်တကြောက်ကြောက်စိတ်နေ၏အော်မောင်မြင့်နိုင်ဆိုတာမောင်ရင်လားဟုတ်ကဲ့မောင်ရင်ညမလေးကိုဒီလိုအိမ်ကြီးမှာတယောက်ထဲထားပြီးမသွားပါနဲ့ခမညာကျွန်တော်ညမဟုတ်တယ်လေတနာတို့ကိုမြင့်နိုင်ရဲ့ညမလေးနဲ့တွေ့ခဲ့ကြတာဒီလိုအိမ်ကြီးမှာမိန်းကလေးတယောက်ထဲနေရင်တွေးပြက်လိမ့်မယ်ဟောဗျခင်တနာသည်ဦးကြောင်ကြောင်ဖြစ်နေသောကိုမြင့်နိုင်ကိုခက်တီတီစိုက်ကြည့်မိသည်သူ့အိမ်တရေချောင်မှမသိစေခြင်း၍ဟန်ဆောင်နေသည်ဟုသာအထင်ရောက်မိလေသည်ကားကိုနောက်ဖက်သို့ဆုတ်ခါခီယာသွင်းလိုက်သည်သွားမယ်ကိုမြင့်နိုင်နောက်မှတွေ့ကြသေးတာပေါ့စပွဲတွေကလထိုင်တွေလည်းအပီးဝဲတာပဲကောင်းမယ်ထင်တယ်လူထင်ကြီးအောင်ငှားထားတာမျိုးတော့ဘယ်ကောင်းမှမလဲအဲကားကလေးသည်ဟူးကနေကွေ၍ထွက်သွားသည်ကိုမြင့်နိုင်သည်တဖြည်းဖြည်းဝေးသွားသောကားပြလေးကိုအငေးသားကြည့်ရင်ကျန်ခဲ့သည်သူ၏အောင်မေးသည်အပေါ်မှပြုတ်ကျနေသည်ဘာဆိုဘာမှနားမလည်နိုင်ဘဟေတိဝတ်တိုင်းကစားနေသည်နှစ်တော့တူနေကြပြီ